ကဘာပေါ်မှာဈေးကြီးဆုံးຢာကဘာလဲဆိုတာသင်သိပါသလားအီလွန်မတ်တောင်သူ့တစ်သက်လုံးရှာသမျှငွေနဲ့ဝယ်လို့မရနိုင်တဲ့အရာတစ်ခုရှိနေတယ်ဆိုတာသိရင်သင်အားသင်သွားပါလိမ့်မယ်အီလွန်မတ်တယောက်တည်းနဲ့မဟုတ်ပါဘူးအမေရိကန်အင်္ဂလန်နဲ့ကနေဒါလိုနိုင်ငံကြီးတွေရဲ့ GDP အားလုံးကိုပေါင်းလိုက်ရင်တော့အဲ့ဒီအရာကိုဝယ်ဖို့ငွေလုံလောက်ရှိမှာမဟုတ်ပါဘူးအဲ့ဒါဘာလဲဒီဗီဒီယိုမှာအဖြေရှာကြည့်ကြတာပေါ့အဆုံးထိကြည့်ပေးပါဦးဘာလို့လဲဆိုတော့ဒီဗီဒီယိုမှာကဘာပေါ်ကဈေးကြီးဆုံးအရာတွေကိုအများကြီးဖော်ပြပြမှာမလို့ပါအဲ့ဒါဆိုဆက်လိုက်ကြအောင်နံပါတ်8 Mercedes Van 300 SLR ဒီက1955ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ကန်ဝန်ကားတစ်စီးပါကဘာပေါ်မှာ2စီးတဲ့သာရှိရတဲ့အတွက်ရန်ကိုရှားပါပါတယ်ဒေါ်လာ145သန်းနဲ့ရောင်းချခဲ့ရပြီးတမိုင်းတစ်လျှောက်ဈေးအကြီးဆုံးရောင်းချခဲ့ရတဲ့ကားအဖြစ်စံချိန်တင်ထားပါတယ်နံပါတ်9အငင်းပေါ်ပဲ Sorbetta Mondi ပကြီးကားဒီလီယိုနာဒိုဒါဗင်ချီရဲ့ပကြီးကားဟာဒေါ်လာတန်း450ကျော်နဲ့ရောင်းချခဲ့ရပါတယ်စိတ်ဝင်စားကြတဲ့အချက်ကတော့အင်တာနက်အသုံးပြုသူထက်ဝက်လောက်ဟာဒါအစ်စ်လားအတူလားဆိုတာငင်းခုန်နေကြတာပညာရှင်တွေကလည်းလီနိုဒိုကိုရင်ဆွဲခဲ့တယ်လားဒါမှမဟုတ်သူ့ရဲ့တပည့်တွေဆွဲတဲ့ Studio Piece လားဆိုတော့ဝေခွဲမရဖြစ်နေကြတော့မှာဒီနေရာမှာမေးစရာရှိတာကတယောက်ကသမိုင်းဝင်ဖြစ်နိုင်ရည်တစ်ခုအတွက်ဒေါ်လာဘီလီယံဝက်နီးပါးပေးခဲ့တာလားဆိုတာပါပဲတန်မိုးကစီးအောင်နေပေါ်မှာမဟုတ်ပဲလီနိုဒိုဒါဗင်ချီဆိုတဲ့နာမည်ပေါ်မှာရှိနေတာမို့ဒါကကမ္ဘာဈေးကြီးဆုံးနာမည်ကြီးလက်မှတ်တစ်ခုလို့ဆိုနိုင်ပါတယ်နံပါတ်6 Sky Baileyဒေါ်လာတန်း900တန် Airbus A380 ကိုကိုပိုင်ဂျက်လေယာဉ်ဖြစ်ပြုပြင်ထားတာပါဒါထိုင်ကုန်တွေပါတဲ့လေယာဉ်တစ်စင်းနဲ့မဟုတ်ပဲကောင်းကင်ဘော်ကကျေကားဝတ်အစ်မန်ရှင်းကြီးတစ်ခုပါအတွင်းပိုင်းထဲမှာတော့စင်ကြောက်ခင်းထားတဲ့ရေချိုးကန်အိတ်ခမ်းများခန်းထားတဲ့အေကမ်းမကြီးနဲ့ရိုးရိုက်ကားတစ်စီးကိုထည့်ထားဖို့နေရာတော့ပေါပါပါတယ်နံပါတ်5မိုနာလီဇာ1500ပြည့်နှစ်အစောပိုင်းကလီယိုနာဒိုဒါဗင်ချီရေးဆွဲခဲ့တဲ့ကမ္ဘာကျော်မိုနာလီဇာပကြီးကားပါဒါကတကယ်တမ်းဘယ်လောက်တန်တယ်အဖြေကတော့တန်ဖိုးဖြတ်လို့မရပါဘူး1962ခုနှစ်မှာသူ့ရဲ့အာမခံတန်ဖိုးကဒေါ်လာတန်း100ရှိခဲ့ပြီးငွေဖောင်းပမှုအရဆိုလို့ရှိရင်ဒီနေ့ခေတ်မှာ1ဘီလီယံကျော်တန်ကြေးရှိပါတယ်ဒါပေမဲ့ဒီပကြီးကားကိုရောင်းလို့မရပါဘူးဘာလို့လဲဆိုတော့သူကပြင်သစ်အစိုးရပိုင်ပစ္စည်းဖြစ်လို့1911ခုနှစ်ကလူပြလိုက်ကနေကိုးခံပြီးနောက်ပိုင်းမှာကဘာကျော်သွားခဲ့တာဖြစ်ပြီးဒီနေ့မှာတော့ကဘာမှာလူတီအများဆုံးနဲ့လူကြီးအများဆုံးပုံလူပကြီးကားဖြစ်ပါတယ်နံပါတ်4 The Cullinan Diamondတောင်အာဖရိကမှာ1905ခုနှစ်ကတွေ့ရှိခဲ့တဲ့ရည်သွေးအကောင်းဆုံးစိန်ရိုင်းလုံးကြီးပါဗြိတိရှပြန်အဝတ်ဒီ7ကိုလက်ဆောင်ပေးခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာအပိုင်း9ပိုင်းခွဲလိုက်ပါတယ်အကြီးဆုံးနှစ်ပိုင်းဖြစ်တဲ့ Cullinan 1နဲ့2ဟာဗြိတိရှတော်ဝန်တရဖူရတနာအဖြစ် Tower of London မှာပြသထားပါတယ်တစုတစည်းတည်းဆိုလို့ရှိရင်ဒီနေ့ခေတ်တန်ဖိုးကဒေါ်လာတန်း400ကနေ2ဘီလီယံကျော်တရှိနိုင်ပေမဲ့တော်ဝန်ရတနာတွေဖြစ်လို့ဘယ်တော့မှရောင်းချမှာမဟုတ်တဲ့တန်ဖိုးဖြစ်နိုင်တဲ့သမိုင်းဝင်ပစ္စည်းတွေဖြစ်ပါတယ်နံပါတ်3 Antilia ဒါဟိုတယ်လည်းမဟုတ်ကွန်မတီရုံးချုပ်လည်းမဟုတ်ပါဘူးအိန္ဒိယဘီလီယံနာမူကတ်အမ်ဘာနီနဲ့သူ့မိသားစုနေထိုင်တဲ့28ထပ်ရှိကိုပိုင်အိမ်ကြီးပါအထဲမှာကားစီး168စီးစံတဲ့ကိုတော်ခုံ90ပါရုပ်ရှင်စီးနှင်းနေဖန်တီးပေးတဲ့ Snow Roof ပေါအောင်ပါတယ်အလုပ်သမားပေါင်း600နဲ့ပြုပြင်ထိန်းသိမ်းရပြီးတိစောက်စိတ်1ဘီလီယံကနေ2ဘီလီယံကြားရှိခဲ့ပါတယ်ဒီနေ့မှာတော့သူ့ရဲ့ဈေးကွက်တန်ဖိုးကဒေါ်လာ 4.6 ဘီလီယံကျော်ရှိပြီးဘာကင်ယန်နန်းတော်ပြီးရင်ကမ္ဘာဈေးကြီးဆုံးနေဖြစ်ပါတယ်နံပါတ်2 International Space Station အာကာသထဲမှာဘောလုံးကွင်းရွယ်စားရှိတဲ့အိမ်ကြီးပါသိပ္ပံတခွဲခန်းတစ်ခုဖြစ်ပြီးအထဲမှာရေချိုးခန်းဂျင်းနဲ့360ဒီဂရီလှည့်ပတ်ကြည့်လို့ရတယ်ဗရင်းမောက်ပေါအောင်ပါတယ်ဒါကိုတိစောက်ဖို့ကုန်ကျစရိတ်ကဒေါ်လာဘီလီယံ150ရှိပါတယ်ဒါလူသားရဲ့တိစောက်ခဲ့တဲ့များထဲမှာဈေးကြီးဆုံးရာဝတ္ထုဖြစ်ပြီးနိုင်ငံတော်တော်များများရဲ့ GDP ထက်တောင်ပိုများပါတယ်နံပါတ်1 Antimatter ဒါကတော့ဏီတန်းမှာပြောခဲ့တဲ့ Elon Musk တောင်မွေနိုင်တဲ့အရာပါကမ္ဘာပေါ်မှာလည်းမကစက်ကြောလာထဲမှာပါဈေးကြီးဆုံးရာက Antimatter ဖြစ်ပါတယ်သူ့ရဲ့အစွမ်းကအရန်ကြီးမှပြီးတဂရန်နဲ့မျိုးကြီးတစ်မျိုးကိုတရက်စာစွမ်းရင်ပေးနိုင်ပါတယ်ဒါပေမဲ့တဂရန်ရဲ့တန်ဖိုးကဒေါ်လာ 62.5 ထရီလီယံရှိပါတယ်2025ခုနှစ်ရဲ့စာရင်းတွေအရအမေရိကန်တရုတ်အင်္ဂလန်ကနေဒါနဲ့ရုရှားနိုင်ငံကြီးရဲ့ GDP အားလုံးပေါင်းလိုက်ရင် 58.69 ထရီလီယံပဲရှိတာမို့ဒီနိုင်ငံကြီးအားလုံးကိုရောင်းရင်တော့ Antimatter တဂရန်ကိုမဝယ်နိုင်ပါဘူးတကမ္ဘာလုံးရဲ့နှစ်စဉ် GDP က 113.8 ထရီလီယံပဲရှိတာမို့ဒီရရှိမှာတင်နှာချေးလိုက်ကမ္ဘာဘတ်ဂျက်ထက်ဝက်လောက်ပြောက်ကွယ်သွားနိုင်ပါတယ်ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုလို့ရှိရင် channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ